I'm Aimon Nang. As of February, the rightful leader of Burma, Daw Aung San Suu Kyi, and her ministers have been detained. Since then, the Burmese people have been living under constant fear, worry, and without help or hope. The military coup has been imprisoning and torturing helpless and innocent people. And yet, in the news, other countries such as New Zealand and Canada have already made a move to help, while Australia has yet to act. Why delay? Children are worrying for their parents. Parents are worrying for their children. People are worried, no freedom of fear. And yet, Australia still does not act. We must fight. Please, help Burma in its fight for human rights and democracy. As a Burmese descendants, we are united and we will never be defeated. Let's hear to the voice of freedom and unity. Dear brothers, sisters, moms, dads, and people of Burma, here is our plan. One tribe, one party, one mission, and the change. It cannot be done by one person. It takes a collective vision and responsibilities to change. Support one another. Take care of each other. Look out for your father, mother, sister, and brother during the struggle for our freedom. Ayudambo! Ayudambo! One more time! Ayudambo! Q ရက်ကွက်မှာနှစ်ထပ်အင်ဂျင်နဲ့ရေကူးရနေတဲ့သူပါနော်နောက်တိုးရမှာမြင့်ဆိုရဲ့သမီးတာယာမြင့်ဆိုလို့နေရလို့ကျွန်တော်သိပါကြားပါတယ်ဒါပေမဲ့တစ်ခုလုံးလို့မရတာကသူတို့ကဒီမှာစီတီဇင်ခံထားတယ်တရားဝင်ဆိုကျွန်တော်ဘာမှလုပ်လို့မရပါဘူးဒါပေမဲ့မန်နီလောင်ထရီငွေတွေကိုဒီကနေဒေါ်လာတွေယူဟိုဘက်ကပမာတွေလွှဲတဲ့လူတွေလည်းအများကြီးရှိပါတယ်စေအုပ်စုနဲ့ပေါင်းနေတဲ့ကျွန်တော်တို့ရဲ့အဓိကရန်သူတွေကိုအပြတ်ကျွန်တော်တို့ခဲရင်းပြရမယ်ဖိုက်ပြရပါမယ်ဘယ်တော့မှလက်ပွဲပြီးတော့သူတို့နဲ့မတွဲပါနဲ့ကိုပမာလူမျိုးပဲဖြစ်ဖြစ်ကိုတိုင်းရင်းသားပဲဖြစ်ဖြစ်နော်အသားတွေကလောက်ထွက်ဆိုရင်ကျွန်တော်တို့ခုထင်ကစားပြီးပြပြတတ်တိုက်ထုတ်ပြရမှာပါဟုတ်ကဲ့အမေစုဒီခံပြီးအများကြီးရက်ခဲ့တယ်သူထင်ခဲ့တာဒီအမေစုကအဖေတီထောင်ထားတဲ့တပ်မတော်ကြီးကိုကောင်းလာမလို့ထင်ပေမဲ့ဒီစစ်တပ်ဆိုတာဆီယနာရှင်ဆိုတာဘယ်တော့မှရှင်မတတ်ဘူးအဖေထွက်တယ်အဲ့တော့ကျွန်တော်တို့ဘယ်တော့မှနီကိုရှိတ်တဲ့ဒီပလိုမတ်တွေလက်မခံဘူးအာရှနိုင်ငံကျွန်တော်ဘာမှ is not for sale ဆိုပြီးဗမာနိုင်ငံကိုအာဆီယံနိုင်ငံနဲ့ထည့်သွင်းကြတာမဟာသီယခုအင်ဒိုနီးရှားကဗမာပြည်ကိုကဲတယ်ရှင်လုပ်ချင်တယ်အဲ့တော့အင်ဒိုနီးရှားရောမလေးရှားရောအာဆီယံနိုင်ငံရောကျွန်တော်တို့ဘယ်တော့မှလက်မခံဘူးသူတို့ကနှစ်ခွာစားတယ်ဗမာပြည်ကတရားစားရုပ်တဲနေတာအဲ့တော့ကျွန်တော်အာဆီယံကိုဘယ်တော့မှလက်ခံလို့မရဘူးအဲ့တော့ကျွန်တော်ဟိုတုန်းကဘန်ကောက်မှာ90ခွဲဆန်ပဲဘာမှ is not for sale ဆိုဗမာပြည်ကအယိုးချောင်းနဲ့မြေပုံကြီးကရှိနေတယ်သူတို့တွေအပေါ်ကနေဗမာပြည်ကိုသူတို့ဝယ်ခဲ့တယ်မသိလို့ဗမာပြည်ထဲမှာခုစင်ကာပူနော်အားလုံးအာရှနိုင်ငံတွေအကုန်လုံးခွဲစားတယ်အထူးဖြင့်တရုတ်နော်အားလုံးကိုကျွန်တော်တွန်းလာပြမယ်အထူးဖြင့်အသားတွေကလောက်ထွက်ကျွန်တော်တို့ဗမာဟိုဘက်မရီးယားဆိုရင်လူကဒီနေ့မှလေတက်တော့ကျွန်တော်တို့မစောင့်နိုင်လို့ကျွန်တော်ပြန်လာခဲ့ရလေက10နာရီ17နာရီတော့မှဆင်းတယ်နော်မြန်မာလေနဲ့ဆင်းလာတာကျွန်တော်တို့လေဝင်ကနေစောင့်တယ်အဲ့တော့သူတို့ဘယ်မှာနေလဲဘယ်မှာထိုင်တယ်ဘယ်လိုနေဆိုတာကျွန်တော်တို့သိတယ်ဘယ်သူနဲ့ပေါင်းတယ်ဆိုတာကျွန်တော်သိတယ်အဲ့ဒါကိုကျွန်တော်တို့သိသမျှသူတွေကျွန်တော်တို့ဖော်ထုတ်ပေးပါကျွန်တော်တို့ဩစတြေးလျကရှင်သနာကိုဖန်တာတယ်အလဲနဲ့လုံးမယ်အားလုံးသဘောတူရမလား